ကျွန်တော်က OS နဲ့စလောက်တာပါဗျာ OS တုံးကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကပထမတင်ပေါ်အင်ဒိုနီးရှားသွားတယ်ဗျာကျွန်တော်တင်လာတဲ့ကောင်ကဗျာရေဆိုလို့မရပါဗျာအမှုတ်ကာကိုဆိုတော့ဗျာအတွေ့အကြုံတွေကတော့ရှိပါပြီးတော့တချို့ကျွန်တော်ရဲ့ဘယ်လိုပြောမကောင်းသောအတွေ့အကြုံဆိုရင်လူသိပေါ်တော့ဆိုရင်ကျွန်တော်ပထမတင်ပေါ်မှာပဲဗျာမိတ်ဘဲနဲ့3ရက်လောက်စတိုက်လုတ်လိုက်ကြတာပဲဗျာအဲ့ဒါဘယ်လိုဖြစ်လဲဆိုတော့ကန်းဝင်ကန်းထွက်စိတ်ဓာတ်တကြောင်ပြီးတော့အဲ့တုန်းကကျွန်တော်က OS နဲ့စလောက်တာပါဗျာ OS တုန်းကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကပထမတင်ပေါ်အင်ဒိုနီးရှားသွားတယ်ဗျာအဲ့ကျွန်တော်တင်လာတဲ့ကောင်ကဗျာရေဆိုလို့မရပါဗျာအမှုတ်ကာကိုဆိုတော့ဗျာအဲ့မှာအင်ဒိုနီးရှားမှာမိုးရသည်ဖြစ်တယ်မိုးရသည်ဖြစ်တော့မိုးရရွာတယ်ဗျာခဏရွာတယ်အဲ့မှာကုန်းချုပ်ချီအော်ဗီဇာလောက်ခေါ်တဲ့သူကအဲ့ကာကိုတွေကိုရေဆိုလို့မရအောင်ဆိုပြီးပြောတယ်ရေဆိုလို့မရအောင်ပြောတော့ဗျာကိုတွေကအဲ့တင်မောမှာဆိုရင်ကုံတွေကကြတော့အပေါက်ထဲကိုထည့်ထားတာဗျာကုံပေါက်လို့ခေါ်တဲ့အပေါက်ထဲကိုထည့်ထားအဲ့မှာကျွန်တော်တို့လွယ်ပြောရရင်ဗျာအဲ့ hash cover လို့ခေါ်တဲ့ cover ကြီးနဲ့ပိတ်ထားတာပါဗျာအဲ့ဒါကိုဘယ်လိုပြောရမလဲမိုးရွာမယ်ဆိုရင်ပိတ်ရတယ်ဗျာအမြဲတမ်းပိတ်ရတယ်အကယ်လို့မိုးတိတ်သွားပြီဆိုရင်ပြန်ဖွင့်ပြီဗျာအဲ့ကုံကိုချဖို့တင်ဖို့အတွက်ပြန်ပြီးဗျာဖွင့်ပေးရတယ်ဗျာအဲ့မှာတင်တော်တော်ကြောင်ပြောက်တာဗျာဖွင့်လိုက်ပိတ်လိုက်ဆိုတော့ဗျာသိလားဖွင့်လိုက်ပြန်ပြီးကိုက OS ဆိုတော့ကိုကိုခေါ်ပြန်ပြီးညီလေးရဲ့ stand by လာပါအောင်ဆိုပြီးလိုမျိုးခေါ်တယ်ဗျာပြီးတော့ခဏလေးရှိသေးတယ်ဗျာသိလားအဲ့မှာဖွင့်လာတယ်ကျွန်တော်တို့တင်ပေါ်အစုပ်ကြီးဗျာဘလို့ပြ1994ခုနှစ်ဆောက်အဲ့တော့ကိုလည်းစဉ်းစားကြရတော့ဗျာသိလားလုံးဝဗျာကလားကြီးကျူတော့မယ်ဗျာအဲ့လိုမျိုးကြီးဗျာအဲ့တင်မောယုံကကျွန်တော်ကတတ်သွားမိတာဆိုအမှhash cover တွေဖွင့်တာပိတ်တာဆိုတော့လည်းမှကြားတယ်ဗျာတင်မောကဆုတ်တော့တနားရီလောက်ကိုတနားရီ2နာရီလောက်အနည်းဆုံးကြာတယ်ပြီးတော့မှမိုးရွာတော့ပြန်ဖွင့်ရပြီဗျာပြန်ပိတ်ပြန်ပြီအဲ့လိုမျိုးလုပ်တော့တော်တော်ကြာရင်းနဲ့အမခဏဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးအမရင်3ရက်လောက်တိုင်ပတ်ပြီးမှ3ရက်လောက်အဲ့လိုမျိုးဖြစ်သွားတော့ဗျာ3ရက်လောက်ပိတ်ရပဲနေပါပြီးတော့တခြား experience တွေလည်းရှိပါသေးတယ်ဒါတွေကတော့သမောသားတွေရဲ့လောကရန်ပုံမှန်ပြကွက်တွေပေါ့ဗျာအဲ့လိုဖြစ်သွားတာပေါ့လို့ရတော့ကိုရီးယားလည်းဘာမှလုပ်ပိုင်မရှိဘူးလူတစ်ဗျာစောရကားတက်ခွင့်မရှိဘူးအဲ့လိုမျိုးတွေဖြစ်သွားတာပေါ့ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေပါပဲတခြားဟာတွေတော့ကန်းစင်တာဘာညာတော့ရှိပေမဲ့ဒါတွေကလည်းကောင်းတဲ့ advantages အတွေ့အကြုံတွေမှာပါတာပေါ့ဗျာဒီလားလိုမျိုးတွေရှိတာပေါ့